ဘာလို့ကို့မှာ energy မရှိရလဲဆိုကိုယ့်ရဲ့ပတ်ဝန်းကျင်က negative ဖြစ်နေလို့အဲ့တော့ကိုယ့်ပတ်ဝန်းကျင်ကိုပြန်ပြီးသုံးသက်ကြည့်ပါနေ့စဉ်ကိုအချိန်ပေးနေရတဲ့လူတွေကကိုယ့် energy တိုးစေတဲ့သူရှိလားပြီးရင်ကိုယ့်ရဲ့ energy ကိုစုပ်ယူသွားတဲ့သူတွေရောရှိလားရှိမှာပေါ့နော်တေချာပေါ့အဲ့တော့ကိုယ့်ပတ်ဝန်းကျင်ကအရန်ရေးကြည့်တယ်ကျွန်တော်စိတ်ပညာမှာပေါ့နော်လူတွေနားလေထားတဲ့ပတ်ဝန်းကျင်ကကျွန်တော်တို့ရဲ့စိတ်ရောခန္ဓာကိုယ်ပေါ်မှာလွှမ်းမိုးမှုကအရန်ကြီးတယ်ဆိုတာကိုလေ့လာတွေ့ရှိထားတယ်အဲ့တော့အခုလက်ရှိကိုယ့်ရဲ့ပတ်ဝန်းကျင်က energy vampire လို့မျိုးပဲပေါ့နော်ကိုယ့်မှာရှိတဲ့ energy ကိုစုပ်ယူသွားတယ်ဆိုရင်ဝါကြောက်စရာကြီးနော်ဒီ energy ကကိုဘဝအတွက် strategy အောင်မြင်ရေးအတွက် energy ကနံပါတ်1အရေးကြီးဆုံးထဲမှာပါတဲ့အရာကိုဒီလူနဲ့စကားပြောလိုက်လို့ energy ကုန်သွားတယ်ဒီပတ်ဝန်းကျင်ကိုသွားလိုက်လို့ energy ကုန်သွားတယ်ဒီအလုပ်ကိုနေ့စဉ်သွားလို့ energy ကုန်နေရဆိုရင်အဲ့ဒါက very very big red flag နော်လုံးဝတင်း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 ဆိုမီးနီပြနေပါပြီဒါကြောင့်မလို့